ချင်းဖြစ်တာဆိုတာပိုင်ဆိုင်ခြင်းလို့ပဲအားလုံးကသတ်မှတ်ထားကြပါတယ်။ဒါပေမဲ့တစ်ခါလေးမှာတော့လက်လွတ်ချင်ရတယ်ချစ်ရပုံစံတစ်ခုဖြစ်နေတတ်ပါတယ်။ချစ်နေရုံပဲဒါပေမဲ့ဘာလို့လဲလိုက်တင်လာလဲ။ဒီစကားကကြားရတာစန့်ကျင်ဘက်ဖြစ်နေနိုင်ပေမဲ့လက်တွေ့ပေါ်မှာတော့ဒါအမှန်တရားတစ်ခုဖြစ်နေတတ်ပါတယ်။မိတို့ရင်ဆိုင်နေရတဲ့ဇာယောစင်တွေနာကျင်မှုတွေနဲ့ရှင်းဆင်းရမယ့်လမ်းကြောင်းတွေအကြောင်းကိုဒီနေ့ထုတ်ဖွင့်မိချန်ထဲမှာအတူတူဖြေရှားကြည့်ကြရအောင်နော်။ဗီဒီယိုလေးမစခင်မှာမိကိုပြတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်သဘောကျရဲဆိုရင်ထောက်ဖွင့်မိချန်လေးကို subscribe လုပ်ထားပေးကြပါဦးနော်။မိတို့လူသားတွေကဆုံးရှုံးရမအောင်အရင်ကြောက်ကြပါတယ်။အထူးသဖြင့်ကိုရမ်းချရတဲ့သူကိုဘဝရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေတဲ့သူကိုလက်လွတ်ရမှာထက်ဆိုင်ဇာချင်းမှုကိုပဲအောင်ရင်တီးခံဖို့ရွေးချယ်ကြပါတယ်။ဒါပေမဲ့အချစ်တစ်ခုရဲ့နဲ့ဘလုံးလောက်တော့တဲ့အချိန်တွေလည်းရှိလာတတ်ပါတယ်။ပထမဆုံးအချက်ကတော့ကိုပြောဆုံးလာခြင်းပါ။သူ့ကိုချစ်လို့သူ့စိတ်တိုင်းစားပြောင်းပြီးသူ့အချက်တွေကိုလိုက်ဖြစ်စီပြီးနဲ့နောက်ဆုံးမှာကိုပါဝါဒနာပါလဲကိုပါချင်လာလဲဆိုရင်ကိုရှောင်တရတဲ့အခါမျိုးပါ။လူတယောက်ကိုချစ်လို့ကိုယ့်ရဲ့တန်ဖိုးတွေခုံသိက္ခာတွေကိုချွတ်ချနေရပြီဆိုရင်အဲ့ဒါကချစ်မဟုတ်တော့ပဲကိုပြန်သက်နေရတဲ့အတူတူပါပဲလူကြီးအမြောက်အချက်ကတော့အနာဂတ်နဲ့ကြောင်းချင်းမတူတော့တာပါဖိုကမြောက်ဘက်ကိုသွားခြင်းနဲ့လူကတောင်ဘက်ကိုသွားခြင်းနဲ့အရာလုံးကကိုယ့်ရဲ့မက်ကိုဆုံးလို့နိုင်ကြဘူးဆိုရင်ရောက်ကအတင်းကျပ်လိုက်ပါနေရတာကရေရှည်မှာပောက်ကွဲမှုတွေပဲဖြစ်လာပါလိမ့်မယ်သူ့ကိုတကယ်ချစ်ရင်သူ့ရဲ့မက်တွေစီကိုသူလက်ဆောင်ပြတ်သက်နိုင်မှုအရှင်ပေးလိုက်တာကအကောင်းဆုံးသောမြတ်တာပါနောက်ဆုံးတစ်ချက်ကတော့ငြိမ်းချမ်းမှုပါအချစ်ဆိုတာကဘဝရဲ့ဘဝဖြစ်နေတာပါဒါပေမဲ့အဲ့ဒီအချစ်ကပဲကိုနေရိုင်းမြေကြီးချစီရဲ့တန်တရားတွေနဲ့ဦးလောင်းစီရဲ့စိတ်မလုံခြုံမှုတွေပြီးနေရဆိုရင်တော့အဲ့ဒီအချစ်ထက်စိတ်ရင်းချမ်းမှုကပိုပြီးတန်ဖိုးရှိပါတယ်လက်လွတ်လိုက်ခြင်းဆိုတာကရှုံးနေတာမဟုတ်ပါဘူးကိုဘွားအတွက်ပူခေါင်းတဲ့အခန်းကဏ္ဍတစ်ခုကိုစတင်မှုအေးဝတကားဖွင့်လိုက်တာပါ။ဇာချင်ရမှာပေါ့နှမျောမိမှာပေါ့ဒါပေမဲ့အချိန်တန်ရင်တင်တိလာပါလိမ့်မယ်။အဲ့ဒီတော့ကလက်လွတ်ခဲ့လို့သာခုလိုငြင်းချမ်းတဲ့ကိုပြန်တွေ့ရတာပါလားဆိုပြီးတော့ပါ။ဒီနေ့ဗီဒီယိုလေးကတော့လက်လွတ်ဖို့အတွက်ဝေခွဲများဖြစ်နေတဲ့တငယ်ချင်းတွေအတွက်ခွန်အားတစ်ခုဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒီလိုရောချစ်နေလျက်နဲ့လွတ်ခဲ့ရတဲ့အတွေ့အကြုံမျိုးရှိလား comment မှာဝင်ရောက်မျှဝေပေးခဲ့လို့ရပါတယ်နော်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ကြားရိုင်းနဲ့အတူပြန်လာခဲ့ပါမယ်ရှင်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေရှင်